တော်တော်ရှင်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လင်းထပ်ပါဒီနေ့မှာတော့ထောင်မူကြီးသိန်းဝင်းရဲ့ပြည်သက်တွေအတွက်ကျွန်တော်ထောင်မူကြီးသိန်းဝင်းရဲ့ဇလန်းလေးတစ်ပုဒ်ကိုကျွန်တော်တင်ဆက်ပေးထားပါတယ်ခင်ဗျာဆိုတော့ဒီဇလန်းလေးကထောင်မူကြီးသိန်းဝင်းဒီမြန်မာနိုင်ငံရဲ့မြောက်ဖျားပိုင်းပေါ့နော်ဒီဆွမ်ဘရာဘွန်ဘက်ရောက်တဲ့အချိန်မှာကြုံတွေ့ရတဲ့အဖြစ်အပျက်လေးကိုတင်ဆက်ပေးထားဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့အတူတူခန်းစားနားဆင်ကြည့်အောင်ပါခင်ဗျာတရေဗီဇဖြစ်ပေါ်လာသောတောကောင်များကိုစာဘတ်သူများမြင်မှုကြားမှုကြပါလိမ့်မယ်။တည့်ရွက်ကနေနှံကောင်တွေဖြစ်လာတယ်။ဘဲຫນွေပင်ဘဲပစုံပင်ကနေမွေဖြစ်လာတယ်။စတာတွေဖြစ်ပါတယ်။ကျွန်တော်တို့အလုပ်ကတောတောင်ထဲကျင်လည်ပြီးနှစ်ပေါက်စခန်းချနေထိုင်ရခြင်းဖြစ်တဲ့အတွက်အခြားတာမန်လူတွေထက်တောတဘာဝကိုနှံ့ဆက်ကျွမ်းကျင်ကြပါတယ်။တောတောင်နှင့်တောကောင်တောထွက်ထူးခြားစံကြယ်တဲ့တဘာဝဖြစ်စည်းများကိုနေ့စဉ်မြင်တွေ့နေကြရပါတယ်။လုပ်ငန်းကလည်းတောတွင်လမ်းဖောက်ခြင်းလုပ်ငန်းဖြစ်တဲ့အတွက်တစ်ပင်ကြီးတွေခုတ်ခြင်းခြုံလွယ်တွေရှင်းခြင်းငုတ်ထုတ်ခြင်းတို့မှာကျွန်တော်တို့ရဲ့နေတဲ့တူကပင်မအလုပ်ပင်ဖြစ်ပါတယ်။ဒါကြောင့်လဲຫນွေပင်အားခုတ်လိုက်တိုင်းသွေးရောင်အရည်များစီးထွက်လာပြီးຫນွေသားဂွင်းပြက်အလဲမှာကြားချီယာပေါ်ထွန်းနေတဲ့ဂျာမနိုင်ຫນွေဈေးရောင်ကောင်းစေတဲ့ຫນွေဝင်းတို့ဂမ်ဘီယာပစ္စည်းတစ်ဖောက်ຫນွေပင်တစ်ကွင်းတစ်တကားစတာတွေကိုလည်းနေ့စဉ်လိုပဲရှေ့တန်းရဲဘက်တက်စိတ်မှာရရှိနေပါတယ်1990ခုနှစ်အလွန်အေးချမ်းလှတဲ့ရာသီဥတုရှိတဲ့မြန်မာပြည်မြောက်ဖျားဆွမ်ဘရာဘွန်စခန်းမှာကျွန်တော်တာဝန်ကျနေစဉ်အချိန်ကဖြစ်ပါတယ်။ရဲဘက်စခန်းမှာမြကြီးနားဆွမ်ဘရာဘွန်သွားကားလမ်းနဘေးဟောင်းမှာတည်ရှိပါတယ်။ကားလမ်းဆိုပေမဲ့လည်းအင်္ဂလိပ်ခေတ်ကလေးကဖောက်လုပ်ခဲ့တဲ့လမ်းဖြစ်လို့လမ်းက10ပေခန့်သာအခြေရှိပြီးကြောက်ကျန်းတစွန်းတစသာကျန်ရှိနေတော့တဲ့လမ်းပြက်လမ်းဟောင်းကြီးသာဖြစ်ပါတယ်။အချို့နေရာတွေမှာတော့ကတ်တရာတစွန်းတစကျန်ရှိနေတာကိုတွေ့ရပြီးအချို့နေရာတွေမှာရေတိုက်စားထားတဲ့အတွက်လမ်းမြေသားပဲမရှိတော့ကျင်းကြိုင်ကြီးတွေဖြစ်နေပါတယ်။အချို့နေရာများမှာတော့လမ်းလေကောင်မှတစ်ပင်ကြီးတွေကထိုးထိုးထောင်ထောင်ပေါက်ရောက်နေပြီးဖြစ်ပါတယ်။မြေကြီးနားမျိုးနဲ့ဆွမ်ဘရာဘွန်စခန်းက89မိုင်သာကွာဝေးတော်လဲတောင်စင်းတောင်တက်လမ်းချမ်းကြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ကားကြီး38စီးဖြင့်လာရခြင်းဖြစ်တော်လဲလမ်းခရီးမှာခြေရင်လျှောက်ခဲ့ရတာဟောဆိုရင်ညအိတ်9ရက်လောက်ကြာခဲ့ပါတယ်။မြေကြီးနားကနေစခန်းကိုလာရင်ကျင်းစာရန်မြစ်စုံအင်ဂျစ်ရွာဖုံရင်ခအင်လှစ်စွတ်ခါတီယန်စွတ်ကြီးရွာများကိုဖျက်ပြီးတော့မှဆွမ်ဘရာဘန်ဒါရုခစခန်းကိုရောက်နိုင်ပါတယ်။ဒါရုခရဲဘက်စခန်းကိုကျွန်တော်ကိုယ်တိုင်စောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။စောက်လုပ်ရေးသုံးပစ္စည်းမစုံမလင်နဲ့စောက်လုပ်ရတာတော်ပင်ပန်းပါတယ်။ငကိုမူလဆွမ်ဘရာဘွန်ရဲဘက်ယာယီစခန်းဟောင်းကလေးဟာအင်္ဂလိပ်ခေတ်ကစောက်လုပ်အသုံးပြုခဲ့တဲ့တရားပြက်ကြီးတစ်ဖက်ကမ်းမှာတည်ရှိပြီးအထိုင်တက်စခန်းခလာရ39နဲ့အလံဝေးတဲ့အတွက်လုံခြုံရေးမကောင်းပါဘူးအဲ့ဒီအခါကနေမီကလည်းမအေးချမ်းသေးဒါကြောင့်ကျွန်တော်နဲ့ဝန်ထမ်းရဲဘက်အင်အား900ခန့်ထပ်မံရောက်တော့ဇွန်ဘရာဘန်ဒါရိခစခန်းအစ်စ်ကိုလိုအပ်ချက်အရအခိုင်အခန့်စခန်းအဖြစ်ထပ်မံဆောက်လုပ်ရခြင်းဖြစ်ပေတယ်စခန်းသစ်ဆောက်လုပ်ရာနေရာမှာတဧကခန့်သာကျေဝန်းပြီးခလာရ39တက်ဆွဲထားရာတောင်ကုန်းအောက်ခြေကားလမ်းမကြီးအနီးတွင်ရှိသဖြင့်လုံခြုံရေးအရာစိတ်ချရတယ်ဒါရုခချောင်းလက်တက်နဲ့လည်းနီးတဲ့အတွက်တောက်သုံးရည်လည်းအဆင်ပြေပါတယ်ပထမဆုံးစခန်းဆောက်လုပ်ရန်နေရာမှာရှိတဲ့တစ်တော်ကြီးနဲ့စူးကြုံတွေကိုအရင်ရှင်းရတယ်ပြီးတဲ့နောက်မြေညှိပြီးဂျမောက်ဂျလန်စူးကြိုးဝင်းတွေကာရတယ်အကာယံပြီးမှအိတ်ဆောင်အဆောက်အဦများကိုစတင်ဆောက်လုပ်ရပါတယ်လုပ်ငန်းကိုကျက်မှတ်နိုင်ရန်အတွက်လည်းစူးကြိုးဝင်းပြီးတာနဲ့ကျွန်ုပ်ရဲ့ကြီးကြပ်တဲအိမ်နဲ့တပည့်များအရင်ပြောင်းရွှေ့လာကြပါတယ်လုပ်ငန်းဝင်နဲ့နေထိုင်ရာနီးတော့လုပ်ငန်းတိုးတက်မှုမြန်ဆန်လာတယ်ရဲဘက်တွေကလည်းဘားတိုင်းများမပြီးသေးလို့ဒါရုခချောင်းတစ်ဖက်ကမ်းမှာအလုတ်ဆင်းကြရတော့မယ်ဖြစ်ပါတယ်လုပ်ငန်းခွင်နဲ့အိတ်ဆောင်တဲများမှာအလှမ်းမဝေးလှပေမဲ့ဒါရုခချောင်းကြီးခံနေလို့အသွားလာခက်ခဲရှိပါတယ်ဒါရုခချောင်းမှာပေနေရခန့်ကျယ်ဝန်းပြီးရေစည်းချောင်းမှာချောင်းအလယ်၌နွေရာသီဆိုရင်10ပေ15ပေခန့်သာကျယ်ပြီးဒူးကောင်းမြုပ်ယုံသာနှက်တော်လဲမိုးရာသီ၌လူ2ရက်ခန့်နှက်ပေတယ်စခန်းဆောက်လုပ်ရမှာတိုင်လုပ်ရန်စင့်ခင်းရန်အတွက်တစ်အမျိုးမျိုးမှာအနီးအနားတွင်ပေါများလှတော်လဲအမိုးကအတွက်ချီရန်နှီးဝါးနဲ့အမိုးအတွက်ထောင်ထမ်းရွက်တို့မှာရှားပါသွားပြီဖြစ်လို့အဝေးဓာရုခချောင်းပြားဘက်သို့တွားရောက်ရှာဖွေခုတ်တယ်ရတာမှာအလွန်အချိန်ကုန်လှပါတယ်ကျွန်တော်ရောက်ခါစားကတော့ပါလာတဲ့စီတုဘူးများနဲ့အဆင်ပြေပါတယ်စခန်းမှာထမင်းနဲ့ဘဲဟင်းပဲရှိတယ်စားစရာဟင်းသီးဟင်းရွက်ပင်ကလည်းမရှိတောတွင်ဖြစ်တော်လဲနေမီမအေးချမ်းသေးတဲ့အတွက်တောလဲမလဲရဲဒါကြောင့်တောကောင်သားလည်းမစားရတောထွက်သီးနှံတောငပြောပင်ကလွဲပြီးအလှမ်းဝေးနေပါတယ်နှစ်ပတ်ခန့်နေသားကြတော့စီတုဘူးနဲ့ငချောင်းငချမ်းလဲပြက်ပြီလေစခန်းကိုဒေသခံဈေးတဲ့ကချင်မကလေးများလာတတ်သည်ဆိုတော့လဲ
သူတို့လာ၍ရောင်းတဲ့ပစ္စည်းတွေကစစ်လိအရက်နဲ့လူသုံးကုန်ပစ္စည်းတွေဖြစ်လို့အသားရိတ်ခါမဟုတ်ဘူးလေဒါကြောင့်ကျွန်တော်တို့မှာပေကလာဟင်းကိုတောငပြောဦးနဲ့ရောပြီးချက်စားရသည်မှာတပတ်တိတိရှိသွားသောအချိန်မှာစကန်းစောက်လို့ရေးလက်သမားဘုတ်ကရဲဘက်တူကျွန်တော်ထံရောက်လာပါတယ်၎င်းရဲဘက်မှာအသားညိုညိုအရက်ပြက်ပြက်တောင်တင်းတဲ့ခန္ဓာကိုယ်နဲ့မုတ်ဆိုးတူပုံစံပေါက်နေပါတယ်မြန်မာလူမျိုးတော်မဟုတ်တိုင်းရင်သားဖြစ်ပုံရပါတယ်ဆရာကျွန်တော်ခန်းဒီရှမ်းလူမျိုးစင်ဦးစီးမုတ်ဆိုးပါဒီတော့ထဲမှာဆရာတို့အစားအသောက်ရှားတာမို့ကျွန်တော်ရှာကျွေးကြပါတယ်ကျွန်တော်ကိုစိတ်ချပါဘယ်တော့မှထွက်မပြေးပါဘူးဆရာအေးကွာငါလည်းမြန်မာပြည်တပြည်လုံးကတောတောင်တွေထဲမှာနှစ်နဲ့ချီပြီးတာဝန်ထမ်းဆောင်ပူခဲ့လို့မုတ်ဆိုးပါပဲကွာဒါပေမဲ့ဒီနယ်မြေကမအေးချမ်းတော့တောမလေရဲလို့အစားအသောက်ကဆင်းရဲလှတော့ကွာကိုတောင်းစီအောင်စခန်းမှာနေတော့ကတနင်္သာရီရိုးမချီရင်တောင်ချီတောဖြစ်နေလို့နေတိုင်းကြီးဆိုင်ဆက်တော့ကတမျိုးမျိုးတော့ရတယ်လို့ဝန်ထမ်းရဲဘက်ဦးဆိုတာပေါ့ကွာကျွန်တော်နာမည်ကြော်ထွားလို့ခေါ်ပါတယ်ခန်းဒီမြို့မှာနေခဲ့လို့ဒီဘက်ကတောတွေကိုကျွန်တော်ကျွမ်းပါတယ်ကြက်ငှက်အပြင်စားလို့ရတဲ့အသီးရက်တွေကိုပါကျွန်တော်ရှာပေးပါမယ်ဤကွာကြော်ထွားရဲ့ဒီနယ်မြေမှာငါတို့အောက်ပြီးအောက်သားတွေမသိတဲ့အပင်တွေကပိုများတယ်ကွာဟိုတနေ့ကဓာရုခချောင်းကန်းဘေးမှာရေချိုးရင်းတွေ့ရတဲ့ကင်မွန်းကျင်ရွက်တွေကိုခူးပြီးချက်ခိုင်းတာခါလိုက်တာကွာသမင်းစားကိုပြက်ရောပဲနောက်မှသိရတာကင်မွန်းဝင်မဟုတ်ဘူးစူးရစ်ပင်နဲ့လေနောက်ဆိုကျွန်တော်ရှာပေးပါမယ်ဆရာဒီတော့ဒီတောင်ထဲမှာဒေသကျွမ်းလို့နားလေရင်စားကောင်းတဲ့အသီးရွက်တွေပေါ်ပါတယ်ကဘာပေါ်မှာနာမည်ကြီးတဲ့ဂျင်းစင်းစင်းမြစ်ပင်လဲကားလမ်းဘေးမှာတင်ပေါက်နေတာပါဆရာတို့မသိလို့ပါကျွန်တော်အဖေကဘိန်းတော်ဆေးဆရာကြီးဖြစ်လို့ကျွန်တော်သိပါတယ်တခြားငှက်ဖျားဆေးဝမ်းယောဂါပျောက်ဆေးပင်တွေကိုလည်းကျွန်တော်သိပါတယ်အေးကွာမင်းကိုပဲအားကိုးရတော့မှာပေါ့ဒါပေမဲ့ငါတို့စခန်းရောက်တာ6လမပြည့်သေးတော့မင်းကိုခြေချင်းဖြုတ်ပေးဖို့ငါမှအချင်းထောင်ဥပဒေရအခက်အခဲဖြစ်နေတယ်ခြေချင်းနဲ့တိုးလေရမှာမလွတ်မလပ်ကြီးနဲ့မင်းဒုက္ခရောက်မှာဆိုလို့ပါဆရာကျွန်တော်အတွက်မြကြီးနားဘိုးစာချံရဲဘက်စကန်နေသားနဲ့တွေ့ရင်ရဲဘက်စကန်ထွက်လာတာဒီလကိုရင်6လပြည့်ပါပြီဆရာကျွန်တော်ထောင်ကြဝရမ်းကိုစစ်ဆေးကြည့်ရင်သိနိုင်ပါတယ်ခင်ဗျာဟေးဟုတ်လားဒါဆိုရင်ပူကောင်းတာပေါ့မနှက်ပြန်လကုံရက်ပဲမင်းကိုခြေချင်းဖြုတ်ပေးမယ်လက်သမားအဖွဲ့နဲ့မူးကြီးအဖွဲ့ကိုလည်းခြေချင်းဖြုတ်ပေးရမယ်ကျေးဇူးတင်ပါတယ်ဆရာကျွန်တော်မပြေးပါဘူးဂတိပေးပါတယ်ဒီတော့ဒီတောင်ကကျွန်တော်အိမ်ပဲအေးချင်အစောကလေးကပြီးနိုင်ပါတယ်ဆရာအေးကောင်းပြီဒီနေ့ပဲခြေချင်းဖြုတ်ရမယ့်ရဲဘက်စရင်ပြုစုပြီးညနေစာတင်ပြီးမြကြီးနားဘိုးစာချံစခန်းကိုပို့လိုက်မယ်မနှက်ဖြုတ်ပေးမယ်ကွာဟုတ်ကဲ့ပါဆရာနောက်တစ်နေ့မနှက်မှာတော့ကျွန်တော်ခြေချင်းဖြုတ်ပေးတဲ့အတွက်ရဲဘက်မုတ်ဆိုးကြော်ထွားတောဆလဲပါတယ်ပထမနေ့မှာတော့အကောင်ပလောင်မရပါဘူးဖောက်ကိုင်းများထောင်ခဲ့တယ်လို့သိရပါတယ်တော်ဒီတော်ရွက်ဖြစ်တဲ့မက်လင်ချင်းသည်ဓာရင်ကောင်းညွန့်တောငပြောဘူးတောင်းချမောင်ခေါ်ပိမ့်ပင်အနီကြီးများပါလာပါတယ်မုတ်ဆိုးကြော်ထွားကအချက်ပြုတ်လဲကျွမ်းကျင်ပါတယ်သူ့လက်ရဟင်းသီးဟင်းရွက်ဟင်းကအလွန်စားကောင်းပါတယ်နောက်ရက်များမှာတော့တောကျက်တောငှက်နဲ့ရစ်ကျက်များရလာတဲ့လို့အသားဟင်းလျာပါတိုးလာပါတယ်ဖောက်ကိုင်းနင်းကိုင်းကျိုးအတွက်ရက်ဆောင်မှကျိုးထုတ်ပြီးကြစ်ပြီးတုံးချင်းဖြစ်ကြောင်းသိရတဲ့အတွက်ကျွန်တော်ကကြော်ထွားအားဂွန်းဆောင်အသစ်တစ်တဲထုတ်ပေးလိုက်ပါတယ်နောက်တစ်နေ့ညနေမှာတော့မိုးဆိုးကြော်ထွားအပြန်နောက်ကျတဲ့အတွက်ကျွန်တော်စိတ်ပူနေမိပါတယ်မိုးချုပ်ဆအပြန်ရောက်လဲလာရောတောကျက်တစ်ကောင်နဲ့ကြောင်ငချင်းနှစ်ကောင်ပါလာပါတယ်ကြော်ထွားကြီးမင်းအပြန်နောက်ကျလို့ငါစိတ်ပူနေတာမင်းကကုန်းမှုဆိုးပြင်ရေမှုဆိုးပါလုံနေတာလားဆရာစိတ်မပူပါနဲ့ဒီနေ့ကျွန်တော်ရွှေမှုဆိုးပါလုံနေလို့အပြန်နောက်ကျတာပါဆရာအတွက်ကျွန်တော်ရွှေနှစ်ရွေးသားလောက်ကျင်ခဲ့ပါတယ်ကျင်ဝိုင်းနဲ့ပစ္စည်းကရိယာကို့မှမရှိတော့ရွှေကျင်နဲ့ဒဝဲလင်မယားနားချိန်မှာငှားပြီးကျင်ရတော့အချိန်ကုန်တာပေါ့ဒီဓာရုခချောင်းကရွှေထွက်တယ်လို့သိရပါတယ်ဆရာမုတ်ဆိုးကြော်တော့ဟာသူ့ရဲ့လွယ်အိတ်တွင်းမှာဗနက်စလင်ပလင်းလေးတစ်လုံးကိုကျွန်ုပ်အားထုတ်ပြပါတယ်ပလင်းလေးထဲမှာရေနဲ့အတူအနေထိုင်နေတဲ့မဲမဲအမှုန်လေးတွေကိုတွေ့ရပြီးတဲ့နောက်ပလင်းတစ်လုံးထဲမှာဗရားရီကိုပထမပလင်းကလေးအတွင်းသို့လောင်းထည့်ပါတယ်မဲမဲအမှုန်ကလေးများဗရားရီနဲ့စုသွားတဲ့အချိန်မှာလက်ကင်ဘွား30ကိုထုတ်၍ဗရားရီအားတွန်ချရာရေရိုးရိုးများထွက်ကြလာပြီးရွှေမုံနဲ့ဗရားသာကြံရှိနေပါတယ်အဲ့ဒီနောက်ဗရားထည့်ထားတဲ့ပလင်းလေးကိုအောက်မှခံပြီးလက်ကင်ဘွားကိုညှစ်ချရမှာဗရားရီတွေကပလင်းလေးအတွင်းကိုကျသွားပြီးမဲမဲအမှုန်ကလေးများစုစည်းထားသောအလုံးကလေးသာလက်ကင်ဘွားအတွင်း၌ကြံရှိနေခဲ့ပါတယ်အဲ့ဒီအလုံးကလေးကိုအနီးရှိမီးဖို့အတွင်းကမီးလောင်နေတဲ့ထင်းစတစ်ချောင်းမို့ကိုတင်ပါတယ်အဲ့ဒီနောက်ဝါပြောင်းကလေးဖြင့်မီးမှုတ်ပြီးတဲ့ချိန်အလုံးလေးမှနီးရဲလာပြီးရွှေဝါရောင်ပြောင်းလဲလာပါတယ်ဂျေးများဆင်သွားတဲ့ရွှေရိုင်းတုံးကလေးဖြစ်ပေတယ်မုတ်ဆိုးကြော်ထွားကလက်ဖြင့်ကန်၍ကျွန်တော်အားပြသဖြင့်ကျွန်တော်ကကန်ကြည့်မိပြူရာ
ဆရာမကင်နဲ့အပူလောင်လိမ့်မယ်ဟုပြောကပထမရေပလင်းကလေးတဲသူထည့်ပြီးမှကျွန်ုပ်ကိုပေးကင်ပါတယ်ဟာကြော်ထော့ရငါကြတော့မကင်နဲ့တဲ့မင်းကင်တော့မပူပါလားဘလို့ဖြစ်တာလဲကွအကြီးပြောနေတဲ့ရွှေပဲပူတာပေါ့ဆရာရဲ့ဒါပေမဲ့ကျွန်တော်ကပြီးသေးတွေထိုးထားလို့မပူတာပါကျွန်တော်ကမွေစိမ့်နဲ့မီးပြီးတယ်ဆရာလူထူးလူဆန်းမုတ်ဆိုးကြော်ထွားဖြစ်ပါတယ်ညဘက်မှာတော့မုတ်ဆိုးကြော်ထွားချက်ကျွေးတဲ့မက်လင်ချင်းသီးနဲ့ကြောင်ငချင်းချီရင်ဟင်းကအလွန်စားကောင်းပါတယ်ကလဘဲနဲ့ငပြောဘူးဟင်းကလည်းမုံဟင်းကားနှံ့လေးရနေတယ်တောင်ချမောင်ရွက်ခေါ်ပေးယိုးအနီရောင်ကြော့ချက်ဟင်းကလည်းချင်မောင်ရွက်စားရတယ်လို့ချင်ပြုံးပြုံးလေးနဲ့စားကောင်းလာတယ်တနေ့မှာတော့မုတ်ဆိုးကြော်ထွားတော့ကပြန်လာပြီးရစ်ချက်စီပြန်ဟင်းနဲ့ကြက်ရိုးနဲ့မှုအရေးတောင်ဟင်းချက်ကျွေးပါတယ်တော်တော်အရသာရှိပါတယ်ကြော်ထွားကြီးဘဲကအချိုမှုန့်ရလို့လဲကွမင်းဟင်းကြိုကအလွန်ချိုးပေးတာပဲခိုးကရောဘာမို့လဲအစိတ်တော့လည်းဖြစ်နေပါအောင်မယ်ကွာစိတ်ချလက်ချစားပါဆရာအစိတ်တော့မရှိပါဘူးအစိတ်တော့ရှိတဲ့မှုတွေကခြေချင်းပါတယ်လက်နဲ့ခြေရင်မဲသွားတယ်အခုစားတဲ့မှုကဝါးမှုပါအစိတ်မရှိပါဘူးချိုတာကတောထွက်ဟင်းကြိုရွက်ခတ်ထားလို့ပါဆရာအေးကောင်းတယ်တောကျွမ်းတော့လဲစားစရာကမရှားဘူးပေါ့ကွာဒါနဲ့ဆရာအောင်ဝါဆိုတာကြားဘူးတလားမင်းပြောတာငှက်နေမီလားငါမကြားဘူးအောင်လောင်ငှက်ကိုတော့မြင်ဘူးတယ်အောက်ချင်းငှက်ထက်ကြီးတယ်နှုတ်သီးနှစ်ထက်ကြီးနဲ့အဝါနဲ့အနက်ကြားပဲအောင်ဝါဆိုတာကငှက်မဟုတ်ဘူးဆရာသူကကြောင်လိုအကောင်မျိုးတစ်ပင်တွေကနေဖြစ်လာတာမာမြင်ဘူးတာတော့ဝါရွက်ကနေနှံကောင်ဖြစ်တာဘဲຫນွေကနေမွေဖြစ်တာပဲမြင်ဘူးကြားဘူးတယ်တစ်ပင်တွေကအောင်ဝါဖြစ်တာတော့ကြားလဲမကြားဘူးမြင်လဲမမြင်ဘူးဟုတ်ပါတယ်ဆရာအလွန်ရှားပါတယ်သူကအလွန်ထူးဆန်းပြီးဂမ်ဘီယာဆန်တယ်ຫນွေကနေအကောင်ပုံစံတစ်ဖြည်းဖြည်းပြောင်းလဲလာတာအင်္ဂါစုံလို့ညဘက်ရောက်တာနဲ့ခေါင်းပိုင်းနဲ့ဆက်နေတဲ့ຫນွေကပြုတ်ကျပြီးအသက်ဝင်တယ်ရုံးကန်လာတာနဲ့အမီးနဲ့ဆက်နေတဲ့ຫນွေဟာလဲလာမုန်းတဲ့တာနဲ့ပြန်ပြုတ်ကျသွားပြန်ရောအဲ့ဒီအချိန်ကိုတိလို့လူကစောင့်ပြီးဖမ်းနိုင်ရင်အောင်ဝါအကောင်ကိုညဘက်မှာလိုသလိုခိုင်းစီနိုင်တယ်ဆရာသူကနေ့ဘက်မှာအယုတ်လိုပဲစပွဲပေါ်မှာတင်ထားနိုင်တယ်ညဘက်မှာတော့အသက်ဝင်ပြီးအောင်ဝါလို့អော်ပြီးတော်တဲ့လျှောက်သွားနေတာပိုင်ရှင်ကရွှေငွေရတနာမြုပ်ထားတဲ့နေရာကိုရှာခိုင်းရင်အောင်ဝါကရှာပြီးတာနဲ့အိမ်မက်ကတဆင်အတိပေးတယ်မကောင်းတဲ့ဘက်ကပစ္စည်းခိုးခိုင်းရင်လဲရတယ်ဆရာပိုင်ရှင်ရဲ့တမာတိအပေါ်မူတည်ပြီးခိုင်းစီခြင်းတို့ခိုင်းစီနိုင်တယ်အခုအဲ့ဒီအကောင်ဖြစ်မဲ့ຫນွေပင်ကြီးတစ်မျိုးဓာရုခချောင်းပြကပြင်းကလေးပင်ကြီးအပေါ်မှာကျွန်တော်တွေ့ခဲ့တယ်ဆရာအကောင်ကတိတ်မပြီးပြင်းသေးဘူးတလားလောက်စောင့်ရအောင်မယ်မင်းဟာကအန်ရတော့အတော်များတာပဲကွက်တီဖန်းစီဖို့ကလည်းမလွယ်လှဘူးနော်အခုဟာကအမိနဲ့ခန္ဓာကိုဥကောင်းစုံနေပါပြီဆရာမျက်နာနဲ့နေရွက်ပြီးပြင်းလာဖို့ပဲတလားလောက်စောင့်ရအောင်မယ်ကျွန်တော်ကအဲ့ဒီဘက်ကိုနေတိုင်းရောက်နေလို့အချိန်လေးကိုသိပါတယ်ဆရာနီးရင်ဆရာကျွန်တော်ကိုအကူအညီပေးပါဓာတ်ထက်တစ်ချောင်းဓမီကောင်းကောင်းတစ်လက်နဲ့တတိရှိပြီးစိတ်ချရတဲ့လူတစ်ယောက်ပဲလိုပါတယ်ဆရာအေးညီတော့ပြောပေါ့ငါရှာပေးမယ်ဒီမြောက်ပိုင်းကရွှေဘောတော့ရွှေကြောဘယ်နားမှာရှိတယ်လို့မေးရမယ်နောက်နှစ်ပတ်ခန့်ကြာတော့ညမှာတော့ကျွန်တော်နဲ့မုတ်ဆူးကြော်ထွားတို့ညစာစားပြီးရင်းနှီးချမ်းတောက်ရင်စကားဆံမီပြောနေကြတဲ့ချိန်အောင်ဝါဟူသောကျေလောင်တဲ့အော်တန်ကြီးကိုဓာရုခချောင်းဘက်မှကြားလိုက်ရသဖြင့်မုတ်ဆူးကြော်ထွားအရေးပေါ်ခေါ်တဲ့အတွက်ကျွန်တော်တနက်နဲ့ဓမီဆွဲကလိုက်ခဲ့ပါတယ်ဓာရုခချောင်းပြပြင်းကလေးပင်ကြီးအခြေရောက်တာနဲ့မုတ်ဆူးကြော်ထွားကအရင်တက်တယ်အပင်ပေါ်မှရုံးကန်ပြီးအောင်ဝါဟုအော်တန်ကြီးကကြော်မခန်းလိလိပင်ကျွန်တော်အပင်ပေါ်တက်ရန်ပင်စီအားကင်လိုက်သည်နှင့်ဖြန်းဟူသောအတန်ကြီးကြားရလို့မီးထိုးကြည့်လိုက်ရာမီးခဲလိုနီရဲနေတဲ့မျက်လုံးနှလုံးပိုင်ရှင်ကြောင်ဝါကြီးတကောင်အားရေကနေလျှက်တစ်ပြက်တွေ့လိုက်ရပါတယ်။ဗဇက်ကြီးဖြဲပြီးအောင်ဝါဟူသောအော်တန်ကြီးမှလည်းကျေလောင်လွန်းလာပါတယ်။ရှုပ်သွားပြီဆရာကြီးတပတ်ခါလာပြင်းဒီမှာအသက်ဝင်မယ်ထင်ထားတာအတွက်အချက်လွဲသွားပြီဗျို့။ထောင်မှုကြီးတိမ်ဝင်ဇလန်လေးကိုခန်းစားနားဆင်ပြီးပြီလို့ထင်ပါတယ်ခင်ဗျာဆိုတော့ဒီဇလန်လေးကဒီထောင်မှုကြီးတိမ်ဝင်ဒီမြန်မာပြည်မြောက်ဖျားပေါ့နော်ဆွမ်ဘရာဘွန်ဒီဒါရုခစခန်းမှာတာဝန်ကျခဲ့တဲ့အချိန်တုန်းကအဖြစ်အပျက်လေးကိုသူကပြန်ပြီးတော့ရေးသားထားတာပေါ့နော်ဆိုတော့ဒီဇလန်လေးထဲမှာပါတဲ့ဒီຫນွေကနေဖြစ်တဲ့ဒရိဆန်လိုမျိုးတော့ကျွန်တော်တော့မကြားဘူးပေါ့နော်ကျွန်တော်လည်းကြားလည်းမကြားဘူးမြင်လည်းမမြင်ဘူးပေါ့နော်ဒါပေမဲ့ဒီထဲမှာပါတဲ့ຫນွေကွင်းထိုးတို့ပြီးရင်ဒီຫນွေကွင်းထိုးတွေပါတွေတော့ကျွန်တော်မြင်မှုတယ်ပေါ့နော်ဒါတွေကဈေးဆိုင်တွေမှာဆိုလို့ရှိရင်ဈေးရောင်းကောင်းတဲ့အယူအဆနဲ့ဈေးရောင်းကောင်းတယ်ဆိုပြီးတော့ဆိုင်တွေမှာအဲ့လိုချိတ်ပြီးတော့ထားကြတဲ့ဟာမျိုးတော့မြင်မှုတယ်ပေါ့နော်ပြီးရင်ကျွန်တော်ထ
ထူးဆန်းတာသူတို့အဲ့ဒီဗာလဲညောင်ရွက်ကတော့ထိုးတာတို့ဘာလို့ပေါ့နော်အဲ့လိုမျိုးတွေတော့ကျွန်တော်မြင်မှုတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးຫນွေကနေပြီးတော့အဲ့လိုတရိษံဖြစ်သွားတဲ့ဟာမျိုးတော့တခါမှမမြင်လည်းမမြင်ဘူးပေါ့နော်ကြားလည်းမကြားဘူးပေါ့ဒါဘ ഹു တုဒအနေနဲ့ဒီနားဆင်နေတဲ့သူတွေအတွက်လည်းဒါဘ ഹു တုဒဖြစ်မယ်လို့ထင်ပါတယ်တကယ်လို့နားဆင်နေတဲ့သူတွေထဲမှာလည်းဒီလိုမျိုးကြားဘူးကြုံဘူးတဲ့လူမျိုးရှိလို့ရှင်လေဒီဗီဒီယိုလေးရဲ့ comment အောက်မှာရေးသွားပေးပါအောင်ခင်ဗျပြန်လည်မျှဝေပေးပါအောင်ခင်ဗျဆိုတော့ထောင်မူကြီးသိန်းဝင်းရဲ့ပရိသတ်တွေလည်းကျင်းနေကြမယ်လို့ထင်ပါတယ်ခင်ဗျဒီကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်သွားပေးနိုင်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်တို့နောက်ထပ်ဇလန်းနေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျအားပေးတဲ့အရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ